မှမသားရောက်ပြင်နေဟုတ်တယ်မလား အော်မသားတရားမှာ ပြောနေတော့ ကားချင်းငါကောကြည့်ငါကောမိုက်လာကိုရှူတင်က86ဆိုင်ကူးလာတော့အကားနဲ့ညစ်ပတ်နေတာ အဲ့လိုဆိုင်နေများတော့ကြိုးချင်းမိပါမလား မကျွန်တော်ကိုရဲရတော့ပြောတာလေ 96ဆိုင် ဘနာလိုဖြစ်နေရုပ်ကဘနာလိုဖြစ်နေရုပ် အဲ့ဒါမှအလောက်ကများတယ်96ဆိုင်ကို3မိနစ်တည်းပြီးကူးလာ အော်သူ့ကောင်9ကောင်တောင်စိုးနေသေးတယ် ကိုကလေးကားတေချာကျွန်တော်0ကစားဖောက်စီးတာပဲ 0ကီလိုဟုတ်ကဲ့ပါအဲ့ဒါ ဟိုဒီအောက်မှာတားပူလေဆရာသူများနဲ့ရှင်းပြီးထားနေမှာအောက်တန်းကြလေဆရာကောင်းပါအဲကုန်းနဲ့ထိုင်အောင်လား မရမဟုတ်လေ ကျွန်တော်ပဲခုနချမ်းလို့ဆိုဖျားပြီးသေသွားအောင်မယ် မရတယ်ကျွန်တော်အဲ့အချမ်းတောင်ခံနိုင်တာပဲအဲ့ဥဒါကိုမခံနိုင်တာဟိုဒါနဲ့ကိုကလေးကောင်း မင်းဒါပဲလေ ဟောတအားဆုတ်သွားနော် အော်တင်းနေတယ်လို့အဲ့လောက်ကြီးစုံမသွားဘူးလေကွာ တော်ဆုတ်သွားတာတော်ဆုတ်သွား အော် ကားလေးပဲချင်း အော်မင်းအစ်စ်နဲ့ရှင်ကြည့်လိုက်တော့အဲ့လိုဖြစ်တာပါ အများကြီးကြံခဲ့ပြီဒီကားဆိုဆရာအပ ဒီတယ်ဒီမှာငါထိုးပြီးတော့မယ် အထဲမှာအဲကွန်းလေးနဲ့ အော်မမိတ်ကကိုတစ်ချက်လောက်ချိန်လိုက်တော့နော် ဘယ်ကို သူလည်းသူလည်းထက်ချင်းဦးမှာ မမိတ်ကကိုလဲခိုင်းတာပေါ့ ဟုတ်လို့ ဟိုတနေ့မှာအော်စီရတော်ကြီးစီရမှားတာလေဆရာ အဲ့ ဒီကအော်စီတော်ကြီးဟဲ့ငါအဲ့ဒါနင်တို့သိရမလားအဲ့ဒါဟွာလေဟိုဘာလဲဇောင်းကစားကောင်းလည်းပဲဂျယ်ကြီး အော်လည်းပဲကိုသူဇောင်းအားလည်းပဲပြောတယ်အဲ့ဒီဘူးကိုမသိလို့ကအသက်ထဲလာတာတက်လာအဲ့ဒါခွင်ထဲကိုရောက်ဝင်လာတယ်ခွင်ထဲကိုရောက်ဝင်လာ သူတို့တိုင်းမလို့ မိတ်ကကိုလေတခါတည်းပြောရမယ်နော်အောင်းကြည့်လာနော်ဒီတရက်လိမ့်တဲ့မိတ်ကကိုနောက်တင်မလိမ့်ချင်တော့ဘူးနော်အဲ့ဒါနှုတ်ပလိုက် နောက်နေ့ကျထုံးဟာ ဘုရားပြောဆရာကြီး နောက်ရောက်ဝင်လိုက်ချင်တယ် ဘာလဲပြည့်ကျွန်တော်ရပြည့်ပြောင်းလဲနေပြည့်တယ် ဒုက္ခပဲ ကားလေးချင်းနိုင်တယ်လေနော် အော်မဟုတ်ရှိတယ်အိမ်မှာ45စီးလောက်ရှိတယ် ကနာလေးဒီမှာပြောပြစီဦးဒီမှာတော့ ငါရောက်ရကူပဲတော့နားအိမ်မှာပြင်တဲ့တောင်တူးတော့နိုင်ပါဟုတ်ကြ နိုင်ရင်လည်းမကြ အလှပိုင်လေးပြောက်လူ ဘာကြီးပြောတယ်လေဒီပါချွေးနေတယ်မိတ်ကကွက်သွားပါဆိုလို့ ကျွန်တော်တော့တယ်နော် အေးလေ ကျွန်တော်လက်ညိုးလေးနဲ့ထောက်ဆိုတော့ အော်မင်းမလည်းကျွန်တော်တို့အင်းလို့မြင်တယ် ကားကိုပြောနေတာ ပုတ်တက်ခေါ်တာပါ အဲ့မသိဘူး လက်ညိုးလေးနဲ့ထိုးလိုက်တာနဲ့ပြီးတော့စက်ကတည်းကညီဘလို့ပြောနေတာဘလို့ပြောမလဲဆိုတော့လေကားကလေကို ကဲမရိုက်ကြသေးဘူးလားဟေး မဟုတ်နေပါဘူးဘာလို့လဲ ခေါင်းနေမူးနေ ဟုတ်ပြီးအကော